ဒီကကြတော့ဗောနော်ဂျပန်ကခေါ်စာမရှိဘူးဆိုတာကမဟုတ်တော့မဟုတ်ဘူးเนาะလူသိမ့်မခေါ်ဘူးဆိုတာကသူ့ agency နဲ့သူပုံမှန်တော့ခေါ်နေပါတယ်ကုမာသာအရေးချင်းရှိတယ် M4 level တို့ M4 အောင်တို့ဒါမျိုးတွေရှိရဆိုရင်တော့ခေါ်စာကတောက်လျှောက်ရှိနေရပါတော့သမီးတို့စီမှာဆိုလို့ရှိရင်လည်းလောလောဆယ် M4 ဖြည့်ထားတဲ့ကျောင်းသားတွေအတွက်သမောပြုပြင်ဒီဆောင်စက်ပစ္စည်းပြုပြင်တဲ့ဒီ interview တွေမိဘ agency ကခေါ်နေရရှိရဲပေါ့နော်သမီးစီရကျောင်းသားဆိုလို့ရှိရင် M4 level ဆိုတာနဲ့တော့ယောက်ျားလေးတွေဆို interview တွေဝင်နေကြတာပေါ့နော်တချို့လူရန်လိုရဲ့ကာလာတွေဆို M5 BA နဲ့အောင်ထည့်ပေးနေရပေါ့နော်ဒါပေမဲ့အောင်လက်မှတ်မရှိဘူးဆိုရင်တော့ကန့်သက်ချက်လေးတော့ရှိရပေါ့နော်အတန်းပညာဘာပေးပါဒါမျိုးတွေပေါ့နော်အဲ့တော့ဒီလိုမျိုး level လေးရှိရဲဆိုလို့ရှိရင်တော့ agency တွေကသူ့ဟာနဲ့သူလူတွေခေါ်နေကြတာပါလူသိမ့်မခေါ်ဘူးဆိုတာကတိတ်တော့မဟုတ်ဘူးပေါ့နော်သမီးထင်တာတော့အကြီးကဦးလေးတို့ကကိုရွေးထားတဲ့တင်တန်းကျောင်းကအလုံးမဆက်ပေးတာလားဒါမှမဟုတ်ရွေးထားတဲ့ agency ကအရှိမ senior တအားများနေရလားပေါ့နော်ဒါမျိုးအခက်အခဲဖြစ်နေရလို့ထင်ပါတယ်အဲ့အတွက်ကြောင့်မလို့ဂျပန်သွားချင်တယ်ဘာလို့ရမလဲဆိုလို့ရှိရင် agency တေချာရွေးပါဘယ်နေရာကနေရွေးလို့ရလဲသမီးရေဆိုလို့ရှိရင်သမီးတို့တွေမှာဂျပန် group တွေအများကြီးရှိပါတယ်စုံစမ်းကြည့်ပါဂျပန်သွားချင်သူများတို့ဂျပန် agency နဲ့အလုပ်ကိုင်များတို့ဂျပန်သွားဖို့ပြင်ဆင်နေကြသူများတို့ဒါမျိုးခရုတွေအများကြီးရှိပါတယ်ဒါမျိုးတွေကိုပြင်ဆင်လို့ရပါတယ်ထားပါတော့ training visa ကကုန်ကြစိတ်များလို့ကိုကအဲ့ဟာနဲ့မသွားချင်ဘူးဆိုလို့ရှိရင်လည်းယောက်ျားလေးဆိုရင်တခုတည်းကီနိုဗီဇာရရှိပါတယ်ဒီကားမောင်းတဲ့ဟာရေးဆိုလဲခေါ်စာများတယ်ပေါ့နော်ပြင်စိုက်ပျိုးရေးလိုဟာမျိုးရေးဆိုလဲခေါ်စာများပါတယ်အဲ့တော့ကိုကဂျပန်သွားချင်တယ်ဆိုလို့ရှိရင်ကိုကလူကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ Facebook တွေ TikTok တွေတိတ်မသုံးဆိုလို့ရှင်နဲ့ကိုသားဟောပေါ့နော်ဂျပန်နဲ့ပတ်သက်တဲ့ group တွေကို join ခိုင်းတာပြီးတော့သူတို့တွေဘယ် agency တွေနဲ့သွားနေလဲဘာတွေလုပ်နေလဲသူများတွေဘယ်လိုမျိုးကြီးပြင်ဆင်နေကြလဲကိုကဒီစောက်တစ်ခုပဲလုပ်ပြီးတော့ထိုင်ဆောင်နေရမျိုးမဟုတ်ပဲနဲ့ပေါ့နော်ဒီတကယ်ကို license ရတဲ့ကောင်းမွန်တဲ့ agency တွေအများကြီးရှိရတယ်เนาะဒါမျိုးတွေမှာ form လိုက်တင်တာမျိုးပဲဖြစ်ဒါမှမဟုတ်တကယ်တချို့ agency တွေကြောက်လဲအပြင်ကျောင်းသားမခေါ်ရတဲ့အတွက်ကြောင့်မလို့သူတို့ကျောင်းသားဖြစ်အောင်ပေါ့နော်ကိုက M4 ပြီးရဆိုရင်လည်း M3 တို့ခိုင်းဝါတို့ဒါမျိုးတွေစက်တက်လို့ရတယ်เนาะဒါမျိုးတွေသူတို့စီမှာတွားတက်ပြီးလှုပ်လိုက်တာပဲဖြစ်ဒါဆိုရင်တော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ပြီးတော့မြန်ဆန်ရောက်သွားမှာပဲဖြစ်ပါတယ်ဂျပန်ကစာမလုံးရင်လည်းမရသလိုရောက်ဖို့ကြံ့ကြာသလိုမျိုး agency အရွေးမှရင်လည်းရောက်ဖို့ကြံ့ကြာပါရဲ့ရှင်သမီးဒီလောက်ပြောပေးရဲဆိုလို့ရှင်ဦးလေးလည်းအဆင်ပြေမယ်လို့ထင်ပါရဲ့ရှင် agency အရွေးမြန်ပြီးတော့အမြန်ဆုံးဂျပန်ကိုရောက်ရှိပါစေရှင်မောင်လေးလည်းအခုဖြည့်ထားတဲ့ဆောင်းပွဲအောင်မြင်ပါစေလို့သမီးကဆုတောင်းပေးလိုက်ပါရဲ့ရှင်